ရေဝင်နှစ်3ညနှစ်လေးအခက်ခဲတွေအများကြီးပဲရှေးစပုတ်ခန့်နေတဲ့ထင်းနဲ့အတားစီတွေအများကြီးပဲငါပဲလူဖောက်ထွက်ရမလဲမြဲစဉ်းစားနေတယ်နေရပေါင်းစုံမှာလဲထိုးနှံမှုတွေပြေမောင်မိုက်တဲ့ညတွေငါလူလုံးကလေးဘယ်ပကြီးပဲကပဲစုံနေရေးမလဲငါစဉ်းစားငါရဲ့သွေးသားထဲမှာလဲပြေးလွှားနေပါတယ်ကြိုးစားခြင်းနဲ့စိတ်တွေကအာတီတာတွေနဲ့အားတွေပြေးလာခဲ့စမ်းခက်ခဲတွေအားလုံးအတွက်ငါကောင်းမောထားတယ်လာခဲ့စမ်းဒုက္ခတွေမျိုးစုံအတွက်ငါရင်ကော့ထားတယ်လာခဲ့စမ်းရှုံးတွေကိုအန်တူပြီးတော့အောင်မြင်မှုတွေရယူဖို့အတွက်လက်မလျှော့ဘူးမြင်နေရတဲ့ပန်းတိုင်းငါစီလာခဲ့စမ်းခက်ခဲတွေအားလုံးအတွက်ငါကောင်းမောထားတယ်လာခဲ့စမ်းဒုက္ခတွေမျိုးစုံအတွက်ငါရင်ကော့ထားတယ်လာခဲ့စမ်းရှုံးတွေကိုအန်တူပြီးတော့အောင်မြင်မှုတွေရယူဖို့အတွက်လက်မလျှော့ဘူးမြင်နေရတဲ့ပန်းတိုင်းငါစီလာခဲ့စမ်းနောက်တော့ကတော့မနှက်ဖြန်များကိုတွေးမိခဲ့အိမ်မက်တွေကတော့စေးကြည့်တယ်ခမားစုရယူဖို့ကိုအကျွေးရှိတယ်နိုင်ပွဲတွေစီကိုပြေးကြည့်မယ်ရည်ရွယ်ချက်ကိုမပုံမှန်သွားပါစီးချက်နဲ့ဘယ်ရမဆိုဖြစ်ချင်တဲ့စိတ်ရှိရင်တော့နီးစက်တယ်ပန်းနိုင်ကိုမရောက်ခင်လေးတွေများပြီးဖီးမတက်နဲ့ထိတ်ဆုံးကိုရောက်ဖို့ဆိုတာပေါ်သေးသေးမဟုတ်ဘူးကွာကြီးမြတ်တယ်အနေမြင့်တက်ကြများလို့နဲ့လေကထစ်တွေကမနဲ့စိတ်တွေညစ်နေရတဲ့ခစ်တွေကလည်းလဲကြနေအောင်တော့ရုံတာဖို့ခွန်အားတွေတစ်နေရမယ်လက်မောင်းကိုခတ်လိုက်စမ်းဖြစ်ချင်လို့တွေဖြစ်စေရမယ်လာခဲ့စမ်းခက်ခဲတွေအားလုံးကငါကောင်းမောထားတယ်လာခဲ့စမ်းဒုက္ခတွေမျိုးစုံကငါရင်ကော့ထားတယ်လာခဲ့စမ်းရှုံးတွေကိုအန်တူပြီးတော့အောင်မြင်မှုတွေရယူဖို့အတွက်လက်မလျှော့ဘူးမြင်နေရတဲ့ပန်းတိုင်းငါစီလာခဲ့စမ်းခက်ခဲတွေအားလုံးကငါကောင်းမောထားတယ်လာခဲ့စမ်းဒုက္ခတွေမျိုးစုံကငါရင်ကော့ထားတယ်လာခဲ့စမ်းရှုံးတွေကိုအန်တူပြီးတော့အောင်မြင်မှုတွေရယူဖို့အတွက်လက်မလျှော့ဘူးမြင်နေရတဲ့ပန်းတိုင်းငါစီလာခဲ့စမ်းဘာခက်ခဲလိုက်တာလူတိုင်းတွေ့ရှိပြဖုံးနဲ့မိကမိပဲနေတော့မှမကြရှုံးပါတော့အာမချောင်းနဲ့မင်းနဲ့ငါကအများကြီးกว่าတော့စာဆုံးကဘာတော့သမိုင်းထဲမှာငါတို့အစွာတော့အကြောင်းလေးတွေဆွဲခြင်းလို့ခဏလောက်လာအောင်ရွှေဒီဆောင်ဖို့အတွက်အမြဲ